ကဲဗျာရာသီဥတုကတော့ဒီနေ့26ရက်နေ့နော်25ရက်နေ့ညကလေးရွာတယ်26ရက်နေ့လေရောက်ပြီဗျရွာတာပဲဗျတညာလုံးလေတွေလည်းတော်တော်တိုက်တယ်ချိုးနေရာတွေလည်းတစ်ပင်တွေတော့လဲအောင်မယ်နဲ့တူပဲဗျာနော်ဘာလို့လဲဆိုတော့မြောက်လေတွေတအားတိုက်တယ်ဗျာနော်မြောက်လေတွေတိုက်ပြီးမှု့ရမ်းတာပေါ့ဗျာကျွန်တော်ခြံမှာတော့တစ်ပင်လဲတာတပင်တော့မှတော့တပင်မှတော့မရှိဘူးဗျာနော်တောင်ဘက်ကိုစောင်းနေလို့ထောက်ထားတယ်ငါပြောတယ်မင်းမြောက်ဘက်ကိုတော်လဲသွားတယ်ဗျာလီဘလောက်ကျန်းတော့ကမှု့ပြတာပေါ့တင်မောရွက်ကတော့တင်မောပင်တော်တော်များများတော့မြောက်လေတိုက်တော့မြောက်ဘက်ကတချမ်းရွက်ဒီယူတွေတခုမှမရှိတော့ဘူးဗျာတချို့ပင်နေဘယ်နေရက်ဒီသားတွေများမိုးရွာလဲလေအားကျန်းလဲတော့မသိဗျာနော်တီးတီးပါလေရှေ့ကျွေတာပဲဗျာရှေ့ကျွေတော့ငှက်တွေများများစားဗျာမင်းတို့ကောင်းနေနော်မင်္ဂလာဆောင်သွားမယ်မင်းတို့ကောင်းနေအေးသေးတဲ့တော့ရွှေပြူရလဲကွာငါတခါတည်းရမှာပစိုးလေးတစ်ကလေးတစ်ထည်တလီဝတ်တာကိုမသိဘူးလားဟောင်းနေတာရှိတယ်လေညစ်တယ်မှတ်ထားဟုတ်မိုးရတော့ညို့နေတာပဲဗျာနော်ဒါပေမဲ့ဒီမိုးနဲ့ကျွန်တော်တို့စီကတစ်ပင်စိုက်လို့တော့မရသေးဘူးဗျဘာတွေစိုက်လို့ရတော့ဆိုဖယုံတို့ဘူးတို့တခွားတို့တော့စိုက်စားလို့ရတယ်နှစ်ရှည်ပင်ကတော့စိုက်လို့အဆင်မပြေသေးဘူးမိုးလေးဆွဲမှသူကကောင်းဟိုဘက်တောင်းနေမှလည်းမဲလာပြီဗျဟိုပါသေးဗျာဒီရွှေနေငပြောကိုင်းကြီးတွေမလဲလို့လားဟိုဘက်ကနေဝတ်မလွတ်ပင်မှာလဲတယ်ဗျာလေဘလုံးများမှုတိုက်တယ်မသိဘူးဝတ်မလွတ်ပင်မှာလဲကောင်းတယ်ဗျာပန်းနေလဲပွင့်လိုက်တာရှယ်ပဲမှုေးတာမနဲ့အိယာထားလိုက်ရင်အိုးရှူရတဲ့လေရစာပန်းရစာဘာနဲ့မှကိုမတူတာဗျာခိုင်းနေဦးနေဦးတွေပွင့်နေငွေကြိုင်းနေတော်သေးတယ်ကွာကိုရွှေနေပင်ကြီးမလဲလို့သလားဖီးရည်လည်းများတယ်ရွှေနေသုံးမင်းကျွန်းပြန်တော့မလားမသိဝါခုတ်ပြန်ထောက်ကောင်ဟိုဘင်းတိတ်မသေးကြဘူးထောက်ကောင်မိုက်တိုက်တယ်လေကွာအားလုံးစင်ပြေကြပါသည်ပျော်ရွှင်ချမ်းမြေ့ကြပါသည်ဗျာနော်